ဩဝါဒမှန်မှန်ကိုမရလို့ရှိရင်ဘယ်နည်းနဲ့ဒါနပြုရပါမလဲဥပုသ်သီလဆောက်တည်တော့ဘယ်လိုဆောက်တည်ရပါမလဲမသိနိုင်ဘူးဒါကြောင့်အချင်းချင်းဒီခိုရအချင်းချင်းအားထားရအဲ့လိုအားထားပြီးတော့မှကိုယ်စီတရားကျင့်လို့မြတ်ဖို့နိဗ္ဗာန်သူ့ဘောပြနိုင်ကြတယ်ဒါတော့ဘုန်းကြီးတို့ဘက်ကစိတ်အားထက်သန်စွာနဲ့လမ်းမှန်ကမ်းမှန်သိဖို့ရန်တာဝန်သိဖို့ရန်ညွှန်ပြဖို့တာဝန်ရှိတယ်ဘုန်းကြီးကစဉ်းစားလေ့ရှိတယ်ဘုန်းကြီးကိုယ်တိုင်အတွက်လဲစဉ်းစားတယ်ပြီးတော့တရားတော်မတွေအတွက်လဲအားလုံးအတွက်လဲစဉ်းစားတယ်လူတွေဟာလောကမှာတန်ဖိုးကိုကြည့်ရင်အမျိုးကောင်းတယ်ဒါလည်းလောကလိုက်မှန်တယ်ပစ္စည်းဥစ္စာပေါ်များတယ်ဒါလည်းရှိကကံကိုကောင်းလို့ဖြစ်ရတာဆိုတော့သူရဲ့အဆင့်တန်းကိုမှန်းလို့ရတယ်ပေါ့ရှိကံကောင်းလို့သူတို့အမျိုးကောင်းတယ်ပစ္စည်းဥစ္စာပြည့်စုံကုန်ကြွယ်ဝတယ်ဒီဘဝကံဉာဏ်ဝရိယစုံလို့ပါလို့ဆိုတော့မှန်တယ်တချို့ကကံဉာဏ်ဝရိယစုံလို့ကြီးပွားချမ်းသာကြတယ်တချို့ကမဟုတ်ဘူးမျိုးရိုးအလိုက်ကိုပဲချမ်းသာကြတယ်တခါရုပ်အစဉ်သတ္တရရတင်းတယ်ရှိတယ်ဟုတ်တယ်ဒါလည်းရှိကံကောင်းလို့လူစဉ်တင်းတယ်ရှိတာမို့လို့သူလည်းအစဉ်အတန်းခံမှန်းလို့ခံမှန်းဖို့ရန်အကြောင်းတရားပဲအမျိုးမြတ်တယ်ဥစ္စာပေါ်တယ်ရုပ်အစဉ်တင်းတယ်ပညာတတ်တယ်တဲ့ဒါလည်းရှိဘဝကပညာနဲ့စတဲ့ကံတွေစုဆောင်းခဲ့လို့ဒီဘဝမှာပညာတတ်တယ်ဒါလည်းသူရဲ့အဖြစ်အတန်းခံမှန်းဖို့အကြောင်းတရားပါပဲဒါတော့ဘုန်းကြီးကကိုယ်ကိုယ်တာစဉ်းစားတယ်ငါရှိကံဘလောက်ကောင်းတယ်လဲကိုယ်နဲ့စတဲ့တရားဓမ္မတွေကိုစဉ်းစားတယ်သူတို့ရှိကံဘလောက်ကောင်းတယ်လဲအမျိုးအချင်းပစ္စည်းအချင်းရုပ်ဆင်းအချင်းပညာအချင်းဒီကံဘလောက်ကောင်းမလဲဒါအကဲခတ်ရတန်ဖိုးဖြတ်ရသို့တော့အဲ့ဒီတန်ဖိုးဟာဘလောက်တန်မလဲလို့ဆိုရင်တစ်ဆင့်ရှေ့ကိုမတိုးလို့ရှိရင်တော့ဒီဘဝပဲရှိတယ်ဒီတန်ဖိုးဟာတစ်ဆင့်ရှေ့မတိုးနိုင်ဒါကလေးလေးနဲ့စဉ်းစားရမှာဘုန်းကြီးရဲ့ကိုယ်တိုင်လည်းပဲရှေးကံဘယ်ဘက်ကဘလောက်ကောင်းလဲအဲ့ဒီကောင်းတဲ့ရှေးကံတွေဟာတစ်ဆင့်မတိုးနိုင်လို့ရှိရင်ဒီဘဝတည်းရပ်သွားရင်ဒါဘာမှတန်ဖိုးမရှိပါဘူးဒီဘဝဆိုတာကြာတာမဟုတ်ပါဘူးဒါတော့ဒီလူတရားကိုတန်ဖိုးဖြတ်ဖို့ရန်ဒီလေးချက်နဲ့ပဲတန်ဖိုးဖြတ်ရတော့မလားလို့ဆိုတော့ဘုရားဒီလေးချက်ကဒီဘဝအတွက်တန်ဖိုးဖြတ်ရတသံ္ဍရာလုံးအတွက်တန်ဖိုးဖြတ်ဖို့လို့ဆိုတော့တမျိုးစဉ်းစားရမယ်ဘာဖြစ်လို့လဲလို့ဆိုတော့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓမြတ်စွာအလောင်းအလျာဘဝတုန်းကဒုသနာဘဝမှာဖြစ်တယ်ဆိုတော့ရှိကံကအကျိုးပေးခွင့်မရလို့ကံတွေအကောင်းတွေအများကြီးရှိတယ်ဒါပေမဲ့အကျိုးပေးခွင့်မရတော့ဘုန်းကြီးတို့ရဲ့ဘုရားအလောင်းရှင်အာနန္ဒာအလောင်းဒုသနာဘဝမှာဖြစ်ကြတယ်အမျိုးမမြတ်ပါပဲလားဒါတော့အမျိုးမြတ်ချင်းဟာတဘဝအတွက်သာတန်ဖိုးဖြတ်လို့ကောင်းတယ်တသံ္ဍရာလုံးအတွက်တန်ဖိုးဖြတ်လို့တော့အမျိုးဟာမသေးကြဘူးတခါအရှင်းနဲ့ပြောရဲ့ဘုန်းကြီးတို့ဘုရားအလောင်းမင်းကုသဘဝတုန်းကရုပ်အချင်းဆိုးလိုက်တာလို့သာကဆိုးတယ်အတော်တန်နဲ့ဆိုးမဲ့လက္ခဏာရှိပြီးတော့ရုပ်အချင်းပြီးဆုံးတာနဲ့ပဲသူ့ကိုတသံ္ဍရာလုံးတန်ဖိုးဖြတ်လို့တော့မဖြစ်ဘူးဒီဘဝအတွက်သာတန်ဖိုးဖြတ်ရမယ်ရုပ်အချင်းဟာဘုရားအလောင်းရင်မကြည့်ရုပ်အချင်းမလှတဲ့ဘဝကိုတွေ့ကြရတယ်တခါဒုသနာဘဝကိုရောက်နေတဲ့အချိန်မှာဘုရားအလောင်းတို့ရှင်အာနန္ဒာအလောင်းတို့ဟာဘာပစ္စည်းမှမပေါ်များဘူးတောင်းကိုစားရတယ်။ဒါတော့ပစ္စည်းဥစ္စာပေါ်များခြင်းဟာလေတဘဝအတွက်သာတန်ဖိုးဖြတ်လို့သိကြတယ်။ဟိုတသံ္ဍရာလုံးအတွက်အစဉ်တန်းမြင့်တဲ့အလောင်းလျာသူတော်ကောင်းဘ
ပါရမီရှင်တယောက်ပါလို့ဆိုလို့တော့မသေးကြသေးဘူးဒါကြောင့်အမျိုးနဲ့အကဲခတ်ရဒါကလည်းဘဝတန္တရာတစ်လျှောက်လုံးအတွက်တန်ဖိုးဖြတ်လို့မသေးကြပစ္စည်းဥစ္စာနဲ့အကဲခတ်ရတာကလည်းတဘဝလုံးတသန္တရာလုံးတန်ဖိုးဖြတ်လို့မသေးကြရုပ်အချင်းနဲ့အကဲခတ်ရတာကလည်းတန်ဖိုးဖြတ်လို့မသေးကြအလိမ္မာဉာဏ်ပညာနဲ့အကဲခတ်ရတာကတော့အတော်များများသိကြအတော့ကိုသိကြတယ်ဘုန်းကြီးကလည်းဒါကိုကောက်ချက်ချတာရှင်းဘဝကဉာဏ်ဓာတ်ဆိုတဲ့ဓာတ်ဟာစိတ်ထဲမှာရှိနေတယ်ဒါကြောင့်ဒီဘဝမှာဉာဏ်ဓာတ်ပါလာတယ်ဘုန်းကြီးတို့ရဲ့ခုနကပြောခဲ့တဲ့ဘုရားအလောင်းသုသနာဘဝမှာဖြစ်ပေမဲ့မင်းဘုဒ္ဓဘဝမှာဖြစ်ပေမဲ့ဉာဏ်ကတော့သိထက်တယ်ဒီအမြော်မြင်အစဉ်ချင်းစဉ်းစားတတ္တိအကြီးအချင်းကတော့သိကောင်းတယ်ဒါကြောင့်ဘုန်းကြီးကဉာဏ်ဓာတ်အမြော်မြင်အစဉ်ချင်းအစဉ်းစားအတိအလိမ္မာဒီတန်ဖို့တော်ကောင်းတယ်ဘုန်းကြီးကဒီလိုကောက်ချက်ချတာဘုန်းကြီးအတွက်ကသံဃာသွားရအောင်မယ်မဟုတ်လားဒီတော့စဉ်းစားတယ်လေဘုန်းကြီးအတွက်ဟိုတဘဝကလေးကံတော်ကညာတဘဝကလေးလာပြီးတော့အကျိုးရနေတယ်ဆိုရင်တော့ဘုန်းကြီးကိုဘုန်းကြီးမကျေနပ်ပါဘူးဒါတော့ကအတိအလိမ္မာအဲ့ဒီအတိအလိမ္မာကိုအသုံးချပြီးတော့နေတဲ့အဖြစ်မျိုးဒါမျိုးကိုတန်ဖိုးဖြတ်ရလိမ့်မယ်ခုအလို့ရှင်တွေနားလည်ပါနော်အတိအလိမ္မာအမျိုးအမြင်ဘဝတန္တရာအထိအစဉ်စားမြတ်ဖို့နိဗ္ဗာန်အထိအစဉ်စားအဲ့ဒါတွေကသာတန်ဖိုးဖြတ်ရမှာတဘဝကလေးလောက်အစဉ်တန်းမြင့်နေတာကိုတန်ဖိုးတတန္တရာအတွက်ဖြတ်လို့မရပါဘူးလို့ဆိုတာကိုစဉ်းစားသွားကြပါနော်ပြီးတော့ဘုန်းကြီးတို့ရဲ့ဒီလာမဲ့ဘဝရဲ့ယခုလက်ရှိဘဝရဲ့ဘုန်းကြီးလည်းစဉ်းစားတယ်အလုံးခုယဟန်တကာယဟမတွေကစပြီးတော့စဉ်းစားသမ်းပါဟိုရှင်းတုန်းကဘိုးဘွားများလက်ထက်တုန်းကဘုန်းကြီးတို့ရရွာကစားပြီးတော့အဲ့ဒီအချိန်တုန်းကလူတွေဟာရိုးရိုးကလေးစိတ်ကောင်းကြရှာကြတယ်ဆိုတော့လောဘအမတန်ကြီးတဲ့လောဘမျိုးမဟုတ်လားပေးကံပြီးတော့ဝေတို့ဘာတို့ယူတဲ့လူတွေကလည်းတော်ရုံကလေးပါပဲပြီးတော့သူတို့စီကငွေတို့ယူပြီးတော့နေတဲ့သူတွေကလည်းခင်းခင်းမင်းမင်းကိုယေရှုရှင်ပါပဲလို့ဆိုပြီးတော့ညံ့ညတ်တာဘုန်းကြီးတို့ဘိုးဘွားလက်ထက်လောက်ကပြီးတော့တယောက်အလုပ်တယောက်ကူညီလို့သူတို့ဒုံးကလည်းအမှန်တန်နေတယ်နော်လှမ်းကြည့်နော်လှမ်းကြည့်အလုံးလည်းလှမ်းကြည့်လို့ရပါသေးတယ်လေဘိုးတွေဘွားတွေတစ်ဖြစ်ပြောလဲကြားရမှာပေါ့လေဥဒကတယောက်ညာတာစောင့်ရှောက်ပြီးတော့မေတ္တာကရုဏာတော်တော်များတယ်နော်အဲ့ဒီကနောက်ဘာရဲ့ညာရဲ့ဆိုတဲ့အကြောင်းတွေတော့ထားပါအောင်တော့လူတွေလောဘတစ်ဖြည်းဖြည်းကြီးလာလိုက်ကြတာလောဘကြီးလာတော့ကဘာဖြစ်လို့လောဘကြီးတဲ့တုံးလို့ဆိုတော့အပုံးအဆောင်တွေကတော်တော်ထူးခြားခြားကြည့်ရင်ပေါ့လေလိုချင်စရာအဲ့ဒါလို့အပုံးဆောင်တွေကများလာတော့လောဘပူကြီးလာကြတယ်နော်ဒါကိုကြီးကိုယ်တာဟာဒီလောကထဲမှာနစ်မသွားအောင်ဘုန်းကြီးပြောနေတာကိုကြီးကိုယ်တာလောဘပူကြီးလာကြတယ်လောဘပူကြီးလာပြီးတော့ကလောဘအလို့အတိုင်းမဖြစ်တော့ဒီဒေါသကပိုးပြီးတော့ကြီးလာကြဆိုတော့ရှင်းတော့ကဆိုရင်တတ်တယ်ဖြတ်တယ်ဆိုတဲ့အမှုမျိုးဟာဟိုတနိုင်ငံလုံးမှာမှနည်းနည်းကလေးရှိမယ်ဆိုတော့တခုတည်းများတွေဆိုတဲ့ဥစ္စာတွေနည်းနည်းကလေးရှိဒီအမှုတွေကတယောက်စိတ်ဆိုးလို့ရှိရင်ပြောကြဆိုကြဒီလောက်ကလေးနဲ့ပြီးသွားအဲ့ဒီလောက်နဲ့မကျင်တတ်လို့ရှိရင်တယောက်ဒီလုံးညထွေးကြရိုက်တဲ့တောင်းတယ်မရောက်လာဘူးအခုတော့ဘယ်နဲ့ရိုက်ုံနဲ့မကဘူးသတ်ဖြတ်ပြစ်တာဒေါသတော်ကြီးလာတယ်
လောဘတော်တော်ကြီးနေတယ်ဒေါသတော်တော်ကြီးနေတယ်တယောက်နဲ့တယောက်ကိုယ့်တဲ့ကမနာလို့ဆိုတဲ့ဥစ္စာဟာဘုန်းကြီးခုတွေ့ရသလောက်ဆွေချင်းမျိုးချင်းဆွေရင်းမျိုးရင်းတောင်မှအိမ်တော်ကွဲသွားလို့ရှိရင်ကိုယ့်တဲ့သာရင်ပဲသူကတဲမလို့ခြင်းဘူးဟောတာအိစ္ဆာခေါ်တယ်နော်ကိုယ့်တဲ့သာရာကိုမလို့လို့ရှိရင်ဖြင့်သူကြီးပွားမှာကိုမလိုလားတဲ့မစ္စရိယကလည်းဖြေလို့ဒါလူရောရှင်ရောဖြစ်နေတာပါနော်လူရောရှင်ရောဖြစ်နေတာပါလောဘကြီးလာပါတယ်ရှင်းတော့ကဖြစ်ပါရဲ့ကြီးကျယ်လာတယ်လောဘကရှင်းတော့ကဒေါသဖြစ်ပါရဲ့ကြီးကျယ်လာတယ်ရှင်းတော့ကနည်းနည်းပါးပါးအိတ်တာမစ္စရိယကိုယ့်တဲ့သာမနာလို့ဝန်တိုးလို့ဖြစ်ပါရဲ့ခုပိုကြီးလာတယ်နော်ရှင်းတော့ကအထိုက်လျောက်မာမာနရှိပါရဲ့ခုပိုပြီးတော့မာမာနကြီးလာတယ်နော်ဒါတော့ဘုန်းကြီးကဒီလောကကြီးကိုကြောက်တယ်ဒီလောကကြီးကနောက်ကိုပြန်ပြီးတော့အကုသိုလ်ဘက်ကဆုံးမဲ့လက္ခဏာမရှိဘူးအကုသိုလ်ဘက်ကတဖြည်းဖြည်းတိုးသွားတော့အဲ့ဒါကြောက်တယ်အဲ့ဒါကြောက်တော့မြတ်ဖို့နိဗ္ဗာန်လည်းမရကြသေးတလို့ဆိုရင်တလန်းတစ်စက္ကန့်သွားကြရလေဥမဲ့ဒီဘဝသိပြီးတဲ့နောက်အဲ့ဒီတစ်စက္ကန့်သွားလို့ရှိရင်တော့လူပြေကိုပြန်ရောက်ဖို့ရန်တော်ကြောက်เสียကောင်းတယ်ဘာဖြစ်လို့ဆိုတော့ကိုယ်တဖြည်းဖြည်းလောဘဒေါသမောဟမာနအိတ်တမစ္စရိယကတိုးနေတဲ့ခေတ်ကြီးကိုထပ်တိုးလူတွေဟာဟုတ်ပါရဲ့အသုံးဆွဲတွေကတော့ကြီးကျယ်ပါရဲ့ခမ်းနားပါရဲ့စိတ်မချမ်းသာဘူးဘုန်းကြီးတို့ဘိုးတွေဘွားတွေတို့လက်ထက်တုန်းကအိန္ဒိယတွေလည်းခမ်းနားပါဘူးချမ်းသာကြစိတ်ချမ်းသာကြစိတ်တည်းချမ်းသာကြခုစိတ်မချမ်းသာဘူးအသုံးအဆောင်ကောင်းကောင်းတွေသုံးပြီးတော့ကြီးကျယ်ခမ်းနားတဲ့နေရာမှာနေပြီးတော့စိတ်မချမ်းသာကြဘူးကုသိုလ်မများကြဘူးဒါတော့နောက်တစ်ချိန်ဘုန်းကြီးပြန်ပြီးတော့ပေါ့ခုအလှတကာအလှမာကစားပြီးတော့အားလုံးဆွေတွေမျိုးတွေပြန်ပြီးတော့လူတစ်ဘဝပြန်ရလို့ရှိရင်တဲ့ပဲဆိုးတော့မှာပဲဘုန်းကြီးတို့ကျမ်းစာကလည်းတဖြည်းဖြည်းဆိုးသွားတယ်လို့ဆိုပါတယ်လက်တွေကလည်းဆိုးနေပါတယ်ပြီးတော့ဘာဖြစ်လို့ဘုန်းကြီးတို့သွာလာဟာနတ်ပြည်တစ်ခုရှိတယ်ဘယ်လိုပုဂ္ဂိုလ်တွေနတ်ပြည်သွားဖို့လမ်းရှိသလဲဟုတ်ပါဘူးမြတ်ပေါ်နိဗ္ဗာန်မရခင်တစ်ထောက်တန်းနားဖို့ရန်ဆိုရင်အဲ့ဒါဟာပဲရှိတယ်တော့ဘယ်လိုပုဂ္ဂိုလ်တွေဟိုမှာရှိကြတုံးလို့ဆိုတော့ယေဟိတတ္ထာတိကုနေဟိဒေဝတာဒေဝတံကတာမေရှံပိတေသံဝိဇန္တိအဟောမိကုဏဝန္တတာဒေဝတာသတုမဟာဝဒိဋ္ဌာ၌နတ်ရွာ6လီဓမ္မဘီဝေဒေဝတာသတုမဟာဝဒိဋ္ဌာနှင့်နတ်ရွာ6လီဓမ္မဘီဝေကိုယ်စီစံစားနတ်မြမအများတို့သည်ယေဟိတတ္တာတိကုနေဟိပတာသီလမြတ်တုတနှင့်စာကပညာစင်လာလောက်လုံးအချင်းကျေးဇူးကုန်တို့ကြောင့်ဒေဝတံယောဂမကဥပမတွယ်စားတော့ဖွယ်ရေးနေထိုင်ရေးနှင့်မိမေဆိုတာကိစ္စင်ကွာလာပြမ၌ရဖြစ်သူကတာဤလူပြေကသုတေကြလင်ခဏမနေကရောက်ကြရလေကုန်မည်ဟိုပြမပြေတို့ဟုတ်အထက်တန်းကြီးတွေဇံရတဲ့ပုဂ္ဂိုလ်ရဲ့နေရာကိုထားလိုက်အောင်သတုမာရတာဝိနာဆိုတဲ့အဲ့ဒီနတ်ပြည်လောက်မှာပဲတရားကောင်းတဲ့သူတွေရှောက်ပြီးတော့ကြည့်လိုက်လို့ရှိရင်တရားတဲ့ကောင်းသူကဒီလိုနေရာရောက်တချို့ကသီလဥပုသ္တရင်သီလနဲ့၅ပါးသီလတဲ့ကောင်းသူတော်ကောင်းသူကသီလကိုမပြတ်ဘူးသီလမပြတ်ဘူးဆိုတာ၅ပါးသီလမပြတ်ဘူးဘယ်တော့မှမလိမ်ဘူးသူသူ့အတက်တို့ဘာလို့ဆိုတော့ဘယ်တော့မှမတတ်ဘူးစီးပွားရေးကြပြီမဲ့လို့မတရားတခုမှသူတပြတ်တစ်ချက်မှသူမယူဘူးအဲ့ဒါတော့ပြီးလောက်တော့အဲ့လိုသီလသမားတွေဟိုနတ်ပြည်မှာယေဟိတတ္တာတိကုနေဟိပရာသီလာမြတ်သူတနှင်းအကြမ်းမြင်တွေကလည်းများလိုက်တာတရားပါနာသူသိတယ်ဘယ်ကုသိုလ်တွေပြုတော့ဘယ်လိုအကျိုးတွေရသွားတယ်ဆိုတာသူသိတယ်ဒါနတွေပြုငါးပါးသီလအနည်းဆုံးထိမ့်လို့ဒီလိုပုဂ္ဂိုလ်တွေဟာဘယ်လိုအကျိုးရကြတယ်ဆိုတာသူအကြမ်းမြင်များလို့သူနားလည်နေတယ်တုတ္တအဲ့လိုနားလည်ပြီးအားလျော်စွာသူထိုက်တံမများစွန့်ကြဲတယ်မရှိဆင်းရဲလို့တောင်းရန်လာတဲ့သူတွေစွန့်ကြဲတယ်
အဲ့ဒါလို့သာကဆိုတာလည်းသူ့ရှိတယ်အဲ့ဒါလို့ပုဂ္ဂိုလ်တွေနတ်ပြည်မှာယေဟိတတ္တာဒီကုလေဟိတရာသီလာမြာတုတ္တနှင့်သာကပညာဟောအသိဉာဏ်သူ့ရှိတယ်လိမ္မာလိုက်တာဒီမျိုးသားတဲ့လိမ္မာဒီမျိုးသမီးရတဲ့လိမ္မာအဲ့လိုလိမ္မာတဲ့သူတွေဟိုနတ်ပြည်မှာပြေးမှာပြေးလို့နတ်ပြည်မှာပြေးလို့ယေဟိတတ္တာဒီကုလေဟိတရာသီလာမြာတုတ္တနှင့်သာကပညာသင်္လာလောက်လုံးအကျင့်ကျေးဇူးဂုဏ်တို့ကြောင့်ဒေဝတံယောဂမကဥပမတွေ့နတ်ပြည်ရတဲ့ကောင်းတယ်ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးဆိုတဲ့ဥစ္စာစာပြောနဲ့လားလို့ဆိုတော့ဘုန်းကြီးကတော့စာပြောနဲ့တင်းတိမ်တာမဟုတ်လို့လေစဉ်းစားတယ်ပထမဆုံးသွားဖြစ်ရတဲ့ကံကဘွားကနေနတ်သွားဖြစ်တယ်အမိဝမ်းနဲ့မှကျင်းချင်းမြောင်းမြောင်းနဲ့ပဋိသန္ဓေနေပြီးမှဖြစ်ရတာမဟုတ်ဘူးဒီရင်အမှန်တန်သားနေတယ်သူတို့ကဘွားကနေကိုဒီ16နှစ်လောက်အသက်20လောက်တောင်းတောင်းတင်းတင်းဘွားကနေသွားဖြစ်ကံသိပ်ကောင်းတယ်တခါစိတ်ကတည်းချမ်းသာတယ်ကိုသူတို့နေကြတာပြီးတော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်းတဲကောင်းတခါဥဒုကခုလိုအေးလိုက်ပူလိုက်တလို့မဟုတ်ဘူးခုလူပြေမှာတော့တော်ကြအေးလိုက်တော်ကြပူလိုက်အေးနဲ့မတည့်တဲ့သူကအေးမိလို့ယောဂဖြစ်အပူနဲ့မတည့်တဲ့သူကအပူဖြစ်အပူမိလို့ယောဂဖြစ်နတ်ပြည်မှာအဲ့ဓာတွေမရှိဘူးအစာဆိုတော့နတ်တုဒ္ဒါကလေးလက်တဆုပ်ကလောက်ဘာမှမမြင်ဘူးလက်တဆုပ်လောက်စားလိုက်လို့ရှိရင်သမင်းသာလည်းပြေးတယ်ရင်ကလည်းပြေးတယ်စိတ်လည်းချမ်းသာသွားတယ်စိတ်လည်းကြီးသွားတယ်အဲ့ဒါလောက်အာဟာရကကောင်းနေတာဖြစ်တော့အာဟာရကြောင့်လည်းယောဂမဖြစ်ဘူးခုတော့အစာမှလို့ဘာစားမိလို့ယောဂဖြစ်ဘာစားမိလို့ယောဂဖြစ်အဲ့ဒီတော့နတ်ပြည်မှာကဥဒုကလည်းကောင်းတယ်အစာအာဟာရကလည်းကောင်းတယ်စိတ်ကလည်းချမ်းသာတယ်လို့ဆိုတော့နတ်ပြည်မှာယောဂဖြစ်เสียမရှိဘူးဒါကြောင့်ဒေဝတံယောဂမကဥပမတွေ့သဗ္ဗောဖွဲ့ရေးနေထိုင်ရေးနှင့်မင်းပေဆိုတာကင်းစင်ကွာလပြမာဏရဖြစ်သူကတာဤလူပြီမှသုတေးကြလင်ခဏမနေကရောက်ကြရလေကုန်ပြီလို့တလို့သူတော်ကောင်းပြီဟိုကြမှာကာမဂုဏ်အစီရစ်လို့မေ့ခြင်းမေ့မယ်ဒီကသွားတော့ကသူတော်ကောင်းပြီပါအထိုက်အလျောက်သူတော်ကောင်းသိနေကြီးသွားကြတဲ့ပုဂ္ဂိုလ်တွေနတ်ပြမှာဖြစ်ကြတယ်ဟိုကြတော့တချို့နတ်တွေစီစဉ်ရစ်ပြီးတော့မေ့တယ်ဒါတော့ကြည့်ပြီမှာပေါ့ဒါတော့ကိုယ်ကိုပြန်စဉ်းစားဟိုမှာဒီလိုပုဂ္ဂိုလ်တွေဟိုမှာနေကြဒီလိုပုဂ္ဂိုလ်တွေဟိုမှာနေတော့ငါပါကောပဒါတရားဘယ်လောက်ရှိပဒါတရားသိရှိယုံကြည်တဲ့ကံကံရည်ကျိုးကိုသိယုံကြည်တယ်သိယုံကြည်လို့ကုသိုလ်တွေသိပြုကျင်တာပဲဟုတ်ပြီဒါပဒါတရားရှိတခါသီလအဲ့ဒါတတိထားရမယ်ခုပြမယ်တော့ကဒါနကိုပြုရမှာဝမလေးဘူးငါးပါးသီလလောက်ထိမ့်သိရမှာတော့တော်တော်ကိုဝန်လေးတယ်ဒီငါးပါးသီလထိမ့်မှဒီဆင်းကလိုက်မယ်လို့ဆိုရင်ပဲငါးပါးသီလတော့နေသမောနှစ်ပါးလောက်ပါသုံးပါးလောက်ပါနဲ့အဲ့ဒါအဝိဇ္ဇီကတခြားကဒီလိုမဟုတ်ဘူးဘုန်းကြီးတို့ဘာတော့ကိုစီကပြီးတော့နေတဲ့အစိတ်အပိုင်းကတောင်ဘုန်းကြီးကြီးမှတော့မဟုတ်ဘူးပေါ့လေတစ်ဆင့်ပြောတာကြတယ်ဟောဒီဆေးကိုခမည်းအကျိုးရခြင်းလို့ကြည့်ရင်သီလငါးပါးသီလထိန်းရမယ်လို့ဆိုတော့ဒီပေါင်းဒီနှစ်ပါးလောက်မရဘူးလားသုံးပါးလောက်မရဘူးလားအဲ့ဒါလို့သူတို့ကြည့်တော့မယ်သူတော်ကောင်းစာရီပါရီများမေးလို့ဘုန်းကြီးတို့များစီကလို့ပြီးတော့ဒီကကြားလိုက်တော့အဲ့ဒါဘုန်းကြီးတွေကငါးပါးသီလထိန်းရမယ်ဥစ္စာအခုဈေးစစ်နေတယ်ဒါတော့ဘုန်းကြီးမကြိုက်ပါဘူးဘုန်းကြီးကိုကြီးညိုတယ်ဆိုရင်ငါးပါးသီလလောက်ကတော့ခိုင်ခိုင်မာမာကိုထိန်းထားမှအကြီးညိုခံခြင်းတဲ့ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးကအရှိလျှောက်တွေးတယ်ပေါ့လေတို့ဘုန်းကြီးကြီးညိုလိုက်တာကျွန်တော်ဒီဘဝကြတော့ဘုန်းကြီးအကြီးညိုမှားလာလို့ဘုန်းကြီးကတို့ကိုသိပြီးတော့မဆုံးမတာနဲ့တို့အောက်တန်းကျသွားတယ်လို့ဒါလို့အဖြစ်မခံနိုင်ဘူးလေဒါတော့မကြီးညိုခြင်းနေတာကောင်းတယ်ကြီးညိုခြင်းလို့ကြည့်ရင်တော့ဘဝ
ပြောင်းသွားတဲ့အခါမှာဂတိလွဲရင်ဘုန်းကြီးတို့မှာတာဝန်ရှိတယ်ပြီးတော့၅ပါးသီလလောက်ကတော့နှစ်ကာကကြီးကိုထင်ရမှာနှစ်ကာကကြီးစိတ်ပါလက်ပါကြီးဝမ်းမြောက်ဝမ်းသာကြီးကိုထင်ရအဲ့လိုပုဂ္ဂိုလ်တွေကဂတိမလွဲဘူးယေဟိတတ္တာတိကုနေဟိဒေဝတာဒေဝတံကတာမေဇံပိတေသံဝိဇန္တိအဟောမေကုဏဝန္တတာတေကုဏနဗ္ဗမနံကခာမြံကိုအစွမ်းလောက်လုံးထိုခဲ့သို့သောကျေးဇူးကုန်တို့သည်မေဇံပိဖယားအကြိုက်တရားလိုက်၍အာဆိုင်နစ်လိုအင်းငါကုန်းမလီသံဝိဇန္တိအမြဲမပြတတိချက်လျက်မလပုံသေးရှိကြပြီကုန်၏တို့တွေးကြည့်တော့ငါတရားတရားကလည်းအမှန်ကောင်းတာသီလလည်းငါကောင်းလိုက်တာဟုတ်တယ်ဥပုသ်တင်းတော့အမြဲမစောင့်နိုင်ဘူးဆိုပါတော့ကောလာပြီလားကွယ်တောင်မှန်မှုထားလိုက်တော့၅ပါးသီလကတော့ငါပဲတော့မှမပြတ်ဘူး၅ပါးသီလဟာဘယ်လောက်မြတ်စွာဘုရားကချီးမွမ်းလို့ဆိုတော့အရိယာကန္တအရိယာပုဂ္ဂိုလ်များတွေးတောင်ဒီသီလမပြီးတော့လက်ရှိပစ္စည်းတွေလိုမရှိဘဲနေမှာအဲ့ဟာကြောက်တာပြီးပြီမယ်လို့လေဟောသိလားကိုပဲကြလို့ချင်းတရက်ပါမယ်လို့ဆိုရင်အိုးသေးနှခါသေးသုံးခါသေးဆယ်ခါသေးပါရည်ကြည့်လိမ့်မလို့ခုတော့သေမာကြောက်တယ်ဆိုတာတကယ်တော့သေမာကြောက်တာမဟုတ်ဘူးပြီးတာကလည်းဘလောက်မှကြာတာမဟုတ်ဘူးသေပြီးတော့ဟိုမှာဖြစ်ရမှာတွေကြောက်နေတာဘုန်းကြီးတောင်းခံတယ်ငါးပါးသီလကူတာလုံပါခုလောက်တရားတွေနဲ့ဆိုရင်ဟိုအမတန်းကိုသိချရပြီငါးပါးသီလသာလုံလေငါးပါးသီလမလုံဘူးဆိုရင်တော့ဒါကတော့ဘုသူ့အတွက်မှတာဝန်ခံလို့မဖြစ်ဘူးဒါကြောင့်ဒေဂုဏနဗ္ဗမနံကခာမြံဖို့စကံလောက်လုံးထိုခဲ့သို့သောကျေးဇူးကုန်တို့သည်မေချံပြီးဖရာအကြိုက်တရားလိုက်၍အားဆိုင်နှစ်လို့ဤငါကုမာလိသံဝေဇံဒီအမြဲမပြတတိချ၍မလပုံသေးရှိကြပေကုန်၏ဓမ္မဝမ်းမြောက်เสียကောင်းတယ်ဒါတော့ဘုန်းကြီးကတဆင့်တွေးတယ်နတ်ပြည်မှာစည်းစိမ်တွေရစ်ပြီးတော့နေတဲ့သူတွေကလည်းရှိတယ်ကိုမဲလို့ပေါ်ဆဆနေတဲ့သူတွေကလည်းရှိတယ်တမျိုးတစ်ခါတွေးပြန်တယ်ဘုန်းကြီးတို့လေးသိချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့ဖရာဖြစ်မဲ့ဖရာအလောင်းကနတ်ပြည်ပြမပြည်မှာရှိတယ်တခါတသိန်းချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့ကြွတန်းဝင်ဖို့ရအရိမတေယမြတ်စွာဘုရားပွင့်ရင်ဧကသာဝကဖြစ်ဖို့ရအလောင်းနှစ်ပါးလဲဒီနတ်ပြည်နဲ့ပြမပြည်မှာရှိကြလိမ့်မယ်တခါကဘာတသိန်းပါရမီပြည့်ပြီးတော့ဘိက္ခုဘိက္ခုနီတွေလုံးပြီးတော့ယဟန္တာဖြစ်ကြမယ်သူတော်ကောင်းအလောင်းလျာတွေလည်းဒီနတ်ပြည်ပြမပြည်မှာရှိကြမယ်ဘုန်းကြီးတို့မြတ်စွာဘုရားပွင့်တော်မူတဲ့အခါဓမ္မစကြာတရားဟောတော့နတ်တွေပြမတွေဆက်ချက်ကလေးကျွတ်တောင်းဝင်တယ်လို့ဆိုတယ်အဲ့ဒီဆက်ချက်ကလေးတွေကလူဟာလေအရှင်ဘုန်းကြီးများတပါးတည်းပါတယ်အားလုံးနတ်တွေပြမတွေသူတို့ဆက်ချက်ကလေးလို့ဆိုတဲ့ဥစ္စာဟာမြန်မာပြည်ရဲ့လူဦးရေကနှစ်ကလေးကြော်လေးရှိတယ်ပထမတရားဝင်ကျွတ်တောင်းဝင်လိုက်တဲ့ဥစ္စာမြန်မာပြည်ရဲ့လူဦးရေလောက်တဲ့အများကြီးပါနေတဲ့နတ်တွေပြမတွေကျွတ်တောင်းဝင်ကြတယ်အဲ့ဒီလိုပါရမီရင့်နေတဲ့ကျွတ်တောင်းဝင်ဖို့ရန်စောင်းပြီးတော့နေကြတဲ့သူတွေဟာနတ်ပြည်ပြမပြည်မှာအများကြီးရှိမယ်တပည့်တော်တို့လူပြည်ပဲနဲ့နေပါဘုန်းကြီးသိမထင်ဘူးဘာလို့လဲသိမထင်တော့လို့ဆိုတော့လူတွေကခုနငါးပါးသီလကိုတောင်းမှသူတို့ကလုံလုံချုံချုံမင်းမင်းချက်ချက်မထိန်ဘူးလို့ဆိုတော့ဟိုပါရမီရင့်ပြီးသားလို့ဆိုဖို့တော့မလွယ်တော့ဟုတ်တယ်ခဏပန်းကလေးသူတော်ကောင်းတော့ပြောချင်ပြောနိုင်တယ်ပါရမီရင့်ပြီးသားဆိုတာကတော့မလွယ်တော့ဘူးဒါတော့ဘုန်းကြီးကအခုကြလေ့လာပြီးတော့နေတယ်လူလောကကြီးကလူတွေညှမ်းလိုက်တာမြန်မာနိုင်ငံကသာညှမ်းမလားလို့ဆိုတော့ဘောနိုင်ငံခြားကထိတ်တန်းဆိုတဲ့နိုင်ငံတွေကလည်းလောကီအာယုန်တွေလိုက်စားပြီးတော့လောကီအာယုန်တွေကြီးကျယ်အောင်လုပ်နေကြတယ်မကောင်းပါဘူးပြီးတော့တချို့ကလည်းစစ်ဘက်ကနေပြီးတော့လက်နက်တွေအများကြီးလုပ်နေကြတဲ့နိုင်ငံခြားတွေမှာပြီးတော့နိုင်ငံခြားကလည်းပါရမီရှင်သူတော်စင်သိနေနေပြီထင်တယ်မြန်မာနိုင်ငံမှာလည်းပါရမီရှင်သူတော်စင်ဟာရှိတော့ရှိပါတယ်ပျောက်ကြားရှိနေတဲ့လက္ခဏာရှိတယ်တချို့အမျိုးသားတွေတချို့အမျိုးသမီးတွေတကယ်ပါရမီရှင်သူတော်စင်လက္ခဏာနဲ့သူတော်ကောင်းလေးတွေရှိကြပါတယ်တချို့ယဟန်သင်္ဃာတော်လေးတွေတကယ်သူတော်ကောင်းစိတ်ဓာတ်ကလေးတွေနဲ့ရှိကြပါတယ်အဲ့လိုပုဂ္ဂိုလ်တွေကတော့ကြွတောင်းဝင်ခြင်းရင်တော့ဝင်မှာပဲဝင်ခြင်းရင်ဆိုတဲ့ဥစ္စာမိမိပါရမီကဟို
တော်တော်ကလေးရင်းရင်ပန်ပန်ပေါ့လေယာတူးတွေဘာတွေနဲ့မှန်းနေလို့ရှိရင်တော့မဝင်နိုင်သေးဘူးပေါ့တလုံးမဟုတ်ဖက်နဲ့ဆိုလို့ရှိရင်ပြင်အဲ့ဒီမီဒီယာမြတ်စွာဘုရားလက်ထက်မှာကျွတ်တန်းဝင်မဲ့အမျိုးသားတွေအမျိုးသမီးတွေယဟန်တော်တွေရှိကြပါတယ်ရွက်အုပ်သီးလေးတွေသူတော်ကောင်းလေးတွေတိုးတော့ထင်ထင်ရှားရှားကြီးပေါ့လေဒီနိုင်ငံထင်ထင်ရှားရှားဆိုတဲ့သူကတော့သိပြီးတော့စိတ်မချရဘူးနော်ပါရမီတွေကဘာဖြစ်လို့ဆိုတော့သူတို့လုပ်ပုံကိုင်ပုံတွေကအကုသိုလ်အပြစ်တွေသိမကင်းရဘူးအကုသိုလ်အပြစ်ရှိမှန်းသိရသားနဲ့လောကဘုံကိုလိုက်ပြီးတော့လုပ်နေကြတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဘုန်းကြီးကတကယ်ပါရမီရှင်ကျွတ်တန်းဝင်ဖို့ရန်ပြင်းနေတဲ့သူတော်စင်လို့ဘုန်းကြီးကမယူဆနိုင်ပါဘူးယေဟိတတ္တာတိကုနေဟိဒေဝတာဒေဝတံကတံမေဇံပိတေတံဝိဇံတိအဟောမေကုဏဝန္တတံတော်ကောင်းစည်ရင်ဝင်တွေကဘာဖြစ်လို့မလုပ်နိုင်ရသလဲအဲ့ဒါလို့မလုပ်နိုင်လို့ရှိရင်မိမိတို့အတွက်လာမဲ့ဘဝတောင်မှမသိကြဘူးဒါလို့လုပ်နိုင်လို့ရှိရင်လာမဲ့ဘဝတင်မကဘူးအရိမတိယမြတ်စွာဘုရားပွင့်တဲ့အခါမှာကျွတ်တန်းဝင်ကိုအလောင်းလျာသူတော်ကောင်းတဲ့မှာဤကံမှုချပါဝင်နိုင်မယ်ဒါကိုအာမခံနိုင်တယ်ပြီးတော့အလုံးပုဂ္ဂိုလ်တွေဟာလေဘုန်းကြီးပထမပြောခဲ့တဲ့အတိုင်းအမျိုးမြတ်ထားလဲကောင်းပါတယ်ဒါပေမဲ့တသမ္မာလုံးအတွက်မသေးကြဘူးစီစဉ်ဥစ္စာတွေပေါ်တာလဲကောင်းပါတယ်ဒါပေမဲ့တသမ္မာလုံးအတွက်မသေးကြဘူးရုပ်အချင်းလှပတင်နေတာလဲကောင်းပါတယ်တသမ္မာလုံးအတွက်မသေးကြဘူးအလိမ္မာကတော့တသမ္မာလုံးအတွက်သိကြပါတယ်စာပေပညာတတ်တာလဲတတ်အလိမ္မာကလည်းရှိတလို့ဆိုရင်တသမ္မာလုံးအတွက်သာမိမိတို့ရဲ့ပါရမီကသိကြပါတယ်ဒါကြောင့်မတိကြတဲ့လမ်းကိုဘာဖြစ်လို့လိုက်မလဲမတိကြဘဲနဲ့တဘဝတွက်တာကလေးကိုဘာလို့လိုက်မလဲသိကြတဲ့လမ်းလိုက်ပြီးတော့တို့ကျင့်မယ်လို့ဆိုလိုက်တော့အကုန်လုံးတတိနဲ့နေရတယ်ဆိုတော့ဒါနပြုတယ်ဆိုရင်သူများလုံးဂုဏ်တွေပကာသနာတွေမငဲ့ဘဲနဲ့ပြုတဲ့ဒါနမျိုးဖြစ်ရလေဘုန်းကြီးတို့ဘုရားရှင်လက်ထက်တော်တို့ကနတ်တယောက်ကဘုရားကိုလာလျှောက်တယ်အရှင်ဘုရားသံဃာဝဲဩကရေရင်ကြီးကိုအရှင်ဘုရားဘယ်လိုနည်းနဲ့ကူးရောက်ခဲ့ပါတတုံးလို့နတ်ကလာလျှောက်တော့အပတိတံအနာယူဟံဒိဋ္ဌံလောကေဝိသတိကံငါဘုရားကရပ်ပြီးတော့လည်းမနေဘူးဟာတလုံးတလက်လည်းကျိုးစားအထုတ်ပြီးတော့မနေဘူးအဲ့ဒီလိုနည်းနဲ့ငါဝဲဩကရေရင်မှာကူးခဲ့တယ်သံဃာရေရင်ကြီးငါကူးခဲ့တယ်ရက်နေတော့ဘာဖြစ်လဲရက်နေတော့မြုပ်သွားတယ်ဒါမှငါတို့ကရက်လည်းမနေဘူးအဲ့နဲ့လေရေဒီကူးတယ်ဆိုတဲ့သူဟာမြစ်ချောင်းကူးတဲ့သူဆိုတဲ့ဥစ္စာမောရင်ခဏရက်ရမယ်မမောလို့ရှိရင်လှုပ်လက်ပြီးတော့ကူးခတ်ရမယ်ဒါမှလုံနာပဲခုတော့မြတ်စွာဘုရားကဘယ်နဲ့လဲငါဘုရားကဒီလှုပ်လက်ပြီးတော့အထုတ်လည်းမနေဘူးတဲ့အနာယူဟံလှုပ်လက်လည်းပဲတကယ်ဟိုလက်တွေပါတွေခြေတွေနဲ့ရက်နေသလိုလှုပ်လည်းငါဘုရားကအာမထုတ်ဘူးတဲ့မမောလို့ဘာလို့ရက်နေတဲ့အနေမျိုးနဲ့လည်းငါဘုရားရက်မနေဘူးအဲ့ဒါလို့ရက်လည်းမနေဘူးလှုပ်လည်းမလှုပ်ဘူးတလို့အနေမျိုးနဲ့ကူးခဲ့တယ်လို့ဆိုတော့နတ်ကနားမလဲဘယ်လိုပါလိမ့်မတုံးလို့ဆိုတော့ရက်နေတော့မြုပ်သွားတယ်လှုပ်နဲ့လည်းကူးလိုက်တော့မျောသွားတယ်အဲ့ဒါကြောင့်ငါဘုရားကမရက်ဖက်နဲ့မလှုပ်ဖက်နဲ့ကူးခဲ့တယ်ရက်နေတယ်ဆိုတာဘာလို့ဆိုတော့ဘုန်းကြီးတို့တန်ត្រာသွားနေတယ်ဆိုတဲ့ဥစ္စာဥဒ္ဒတိတစ်မျိုးပြီးတစ်မျိုးစိတ်ကောင်းတစ်မျိုးပြီးတစ်မျိုးဒီလိုထားပြီးတော့သွားမှတန်ត្រာကလုံမှာအဲ့ဒီတဲ့အကုသိုလ်လုပ်တယ်ဆိုလို့ချင်းရက်သွားပြီရက်ရင်ဘာဖြစ်လဲအပယ်လေးပါပြုတ်သွားမယ်ဒါကြောင့်ဩကုဘုံကပါဘူးတဲ့အကုသိုလ်လုပ်ပြီးဒီကာလနေတဲ့ဥစ္စာရက်နေတာပဲရက်နေရင်မြုပ်တယ်တဲ့ဒါကြောင့်တန်ត្រာရေရင်ကုတော့ငါဘုရားမရက်ခဲ့ဘူးတဲ့လှုပ်ရင်မျောတယ်ဆိုတဲ့ဥစ္စာကဘာတုံးလို့ဆိုတော့ဟိုကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဂုဏ်ပကာသနာတွေမျောလို့လူချမ်းသာနတ်ချမ်းသာတွေမျောလို့ဘဝစည်းစိမ်တောင်းတလို့အဲ့တော့ပြုပြီဆိုတော့မျောလို့သံဃာတဲကလွတ်ထွက်ပြီးတော့မလာနိုင်ဘူးဘုရားတစ်မျိုးပြီးတစ်မျိုးစိတ်ကောင်းတစ်မျိုးပြီးတစ်မျိုးဒီလိုထားပြီးတော့သွားမှသံဃာကလုံမှာအဲ့ဒီတဲ့အကုသိုလ်လုပ်တယ်ဆိုလို့ချင်းရက်သွားပြီရက်ရင်ဘာဖြစ်လဲအပယ်လေးပါပြုတ်သွားမယ်ဒါကြောင့်ဩကုဘုံကပါဘူးတဲ့အကုသိုလ်လုပ်ပြီးဒီကာလနေတဲ့ဥစ္စာရက်နေတာပဲရက်နေရင်မြုပ်တယ်တဲ့ဒါကြောင့်တန်ត្រာရေရင်ကုတော့ငါဘုရားမရက်ခဲ့ဘူးတဲ့လှုပ်ရင်မျောတယ်ဆိုတဲ့ဥစ္စာကဘာတုံးလို့ဆိုတော့ဟို
ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဂုဏ်ပကာသနာတွေမျောလို့လူချမ်းသာနတ်ချမ်းသာတွေမျောလို့ဘဝစည်းစိမ်တောင်းတလို့အဲ့လိုပြုပြီဆိုတော့မျောလို့သံဃာတဲကလွတ်ထွက်ပြီးတော့မလာနိုင်ဘူးအဲ့ဒါလှုပ်လှုပ်လှက်လက်နဲ့ကြောင်းကြပြပါဒတွေများများနဲ့လှုပ်လိုက်တော့မျောသွားတယ်ဒါကြောင့်မို့ပဂတိရေကူးတဲ့အသွားမျိုးမဟုတ်ပဲနဲ့လှုပ်လဲမလှုပ်ရလဲမရပဲနဲ့ငါဘုရားကကူးခဲ့တာကုသိုလ်ကောင်းမှုတွေပြုတော့ငါဘာအကျိုးမှမတောင်းတဘူးတကယ်ကိုညံကြည့်အောင်လို့ပြုခဲ့တာဆိုတော့ဝိသန္တရာမင်းဘဝတုန်းကဒါနတွေပြုတယ်နောက်ဘဝသန္တရာဘယ်လိုချမ်းသာဖို့လို့မတောင်းတပါဘူးတတ္တဝါတွေဆင်းရဲနေတဲ့ဥစ္စာကိုချမ်းသာအောင်လို့မစားရမတော့ရတဲ့သူတွေစားရတော့ရအောင်လို့ဆင်ယူတော်ကြီးလူတော်ဆင်ယူတော်မရှိလို့မို့ဆင်းရဲနေတဲ့တိုင်းသူပြည်သားတွေကိုချမ်းသာအောင်လို့ဆင်ယူတော်ထူလိုက်တာဟိုငါနောက်ဘဝကြတော့ဆင်ယူတော်ကြီးတွေပြန်ရဖို့ဌိနန်းစည်းစိမ်တွေရဖို့ဒီလိုရည်ရွယ်ချက်မရှိပါဘူးဒီလိုရည်ရွယ်ချက်နဲ့လှုပ်လို့ရှိရင်မျောသွားမှာပဲယခုတော့ငါကဒီလိုရည်ရွယ်ချက်နဲ့မဟုတ်ဘူးဆင်ယူတော်မကြည့်လို့ဆင်းရဲတဲ့တိုင်းပြည်တွေချမ်းသာပါစေတော့လို့အဲ့ဒါလိုအနေမျိုးနဲ့ငါဘုရားလှူခဲ့တယ်ဒါကြောင့်ရရင်တော့မြုပ်တယ်လှုပ်ရင်တော့မျောတယ်ဒါကြောင့်မရမလှုပ်ဖဲနဲ့ငါဘုရားမေဖို့နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားပြီးတော့လာခဲ့လို့လတ်လာပါလောကီစိတ်တွေမတောင့်တပဲနဲ့ကောင်းမှုတွေပြုခဲ့လို့မို့ယခုသံဃာရေရင်ကလွန်မြောက်ပြီးတော့သဗ္ဗညုတဉာဏ်ကိုရတယ်လို့ဘုရားရှင်ဟောတော်မူတယ်ဒါကြောင့်တရားများကလေဆရာကောင်းတမကောင်းနဲ့ဆိုတဲ့ဥစ္စာအဲ့ဒီအကုသိုလ်မပြုတာကတော့ထားတော့မပြုရဘူးပေါ့ကုသိုလ်ပြုတဲ့အခါမလဲပဲဂုဏ်တွေလိုခြင်းလို့အားတဲ့တူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်ပါတယ်ဆိုတဲ့ချီးမွမ်းခံခြင်းလို့တလို့လည်းမလို့ရဘူးတလို့ဆိုရင်သံဃာတဲ့မျောသွားမယ်နောက်ဘဝစည်းစိမ်တွေလိုခြင်းလို့တလို့လည်းမလို့ရဘူးတလို့လုံးခြင်းလို့ကြည့်ဒီလိုလုံးလို့ကြည့်ရင်နောက်ဘဝသံဃာမှာအကျိုးပေးပါတယ်အကျိုးပေးမဲ့သံဃာရှင်းပြီးတော့မျောသွားမယ်ဒါကြောင့်မေဖို့နိဗ္ဗာန်ရဖို့အသိဉာဏ်ကြီးကျယ်ဖို့တမျိုးသားလည်းကုသိုလ်ပါရမီပြုတယ်လို့အဲ့ဒါလို့မရမလှုပ်ဖဲနဲ့ပါရမီတက်တက်ဖြစ်အောင်သာပြုကြပါတဲ့ဒါကြောင့်ဟောတာဆရာသမားများကဆရာသမားများရဲ့တာဝန်ပဲအဲ့ဒီတာဝန်တိုင်းမလိုက်တာကမိမိတို့တာဝန်လိုက်တာကလည်းမိမိတို့တာဝန်ဒါကြောင့်ဘုန်းကြီးကဘဝတန္တရာမှာစိတ်ကောင်းစေတနာကောင်းနဲ့အပိအလိမ္မာရှိတဲ့အတွက်ကသာလျှင်တန္တရာအတွက်စိတ်ချရတယ်ဒီပြင်လောကအလိုက်တဘဝကြီးကျယ်တဲ့အကြီးကျယ်တွေကသိမချရဘူးပြီးတော့ဒါနပြုစေတနာကောင်းကောင်းနဲ့ဥပုသ္တိလာဆောက်တည်တရားနှလုံးသွင်းလို့လူတွေနဲ့စကားတပြောနဲ့မဟုတ်ပဲနဲ့တရားနှလုံးသွင်းလို့ခဏငါဥပုသ္တိလာဆောက်တည်တယ်ဆောက်တည်လို့ရှိရင်တရားတစ်မျိုးမျိုးနှလုံးသွင်းမယ်လို့ဆရာသမားတွေစီတရားတောင်းလို့တရားနှလုံးသွင်းလို့2ရက်3ရက်ရက်ချေဆောက်တည်နိုင်တယ်ဆိုရက်ချေဆောက်တည်ပြီးတကလားတရားကျင့်လို့အဲ့ဒါလို့ဆိုလို့ရှိရင်မမျောပါဘူးမမြုပ်ကိုစရာဝေးလို့မျောလဲမမျောပါဘူးသံဃာကလွတ်ပြီးတကလားသံဃာရေရင်ကိုကူးနိုင်မယ်တဲ့ဒါကြောင့်ဥပုသ္တရင်ဆောက်တည်လို့တရားများနာပြီးတော့အတိညာဏ်တွေဒီကရှိသလောက်ချဲ့ပြီးတော့ကိုယ်ကောင်းအောင်စဉ်းစားလို့အဲ့လိုနေကြမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဆရာတွေသမားတွေအကြောင်းပြုပြီးတကားလားတရားဓမ္မတွေလည်းပဲသံဃာကလွတ်လို့ဘုန်းကြီးတို့မလည်းပဲတရားဓမ္မတွေရဲ့အကူအညီရပြီးတော့သံသင်္ကန်းကြောင်းဆေးပစ္စည်းလေးပါမပင်မပန်းပဲနဲ့မြတ်စွာဘုရားရဲ့ပရိယတာဝန်ကိုထမ်းလို့ပฏิပတ်တာဝန်ကိုထမ်းလို့အဲ့လိုနေပြီးတကားလားသံဃာကလွတ်နိုင်ကြမယ်အဲ့ဒါကိုင်းကျုံမိကျုံကိုင်းမိဆိုတဲ့အနေမျိုးနဲ့ဆရာကိုတရားကမိတရားကိုဆရာကမိပြီးတကားလားသံဃာကလွတ်ကြရမှာဖြစ်တော့ကြောင့်ကိုယ်စီကုံကအမိရနိုင်တဲ့ဆရာအမိရနိုင်တဲ့တရားဖြစ်အောင်ကြိုးစားသိညာတယ်လို့သာဂာရအနာဂာရသဥဘောအညုညနေတိတံအာရတယံဒီတတ္တမံယောဂေခေမမနုတရံသာဂာရသအင်ယာတိတောင်းသူတို့ပေါင်းနိုင်နေထိုင်ကြကုန်သောသူတော်ကောင်းတို့သည်၎င်းအနာဂါရသာအင်ယာမတောင်သာသနာပေါင်း၌နေထိုင်ကြကုန်သောသာသနာဝန်ဆောင်ထိတ်ကောင်းနှင့်အရှင်မြတ်တို့သည်၎င်းဥဘောဆရာနဂနှစ်ဦးတို့သည်အညွန်ညနေသည်ဒါအကိုင်းကိုကျွန်းမိကျွန်းကိုင်းမိတို့ဗမီမရွေချင်းချင်းအားထားကြကုန်လျက်အနုတ္တရံအတုမကြီးမြတ်ခေါင်တည်သောယောဂခေမံကာမယောဂဘဝယောဂဒိဋ္ဌိယောဂဝိဇ္ဇာယောဂဆိုတဲ့ယောဂတို့၏ကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကိုအာရတရားဒီကိုစီကိုငါပြီးစီအောင်ဆောင်ရွက်နိုင်ကြပေကုန်တည်းဒါတော့ဘုန်းကြီးစောစောကယဟန်ကမှာဩဝါဒပေးသူက
သာသနာတော်ဆိုတဲ့ဥစ္စာဘယ်လိုပဲလို့နားလည်လောက်ပြီနော်ဩဝါဒပေးတုန်းကသာသနာတော်ဟာဆွမ်းကောင်းတွေစားဖို့ဘယ်လိုမဟုတ်ပေဘူးမျှတအောင်ဆွမ်းရဖို့သင်္ကန်းကောင်းတွေဝတ်ပြီးတော့တရှမ်းကျွမ်းနဲ့လမ်းပလာနေဖို့မဟုတ်ပေဘူးသင်္ကန်းမျှတအောင်ဝတ်ပြီးတော့တရားကျင့်နေကြဖို့ဇာပေတင်နေကြဖို့ကျောင်းကြီးကံကြီးတွေပေါ်မှာဆက်တော်ခေါ်ပြီးတော့ပြောနေဖို့မဟုတ်ပေဘူးကျောင်းကလေးကံကလေးမှာပဲဖြစ်မိမိတို့ပရိယပฏิပတ်ကိုအားထုတ်နေကြဖို့ဒီလိုအနေမျိုးနဲ့မြတ်စွာဘုရားရဲ့အလိုတော်ဟောရှိတုန်းကသမိုင်းပေါ့လေနှစ်ပေါင်း2500ကျော်တုန်းကသမိုင်းအတိုင်းပြန်ပြီးတော့ကောက်နိုင်မှသာသနာအစစ်အမှန်ရောက်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုယဟန်လောင်ယဟန်ကံတုန်းကဩဝါဒပေးခဲ့ပြီနော်ယခုလည်းပဲတရားတို့တကယ်စေတနာနဲ့ဆိုရင်ဒီဘဝကလွန်သွားတဲ့အခါမှာသိချတဲ့ကိန်းမျိုးရဖို့လိုတယ်ဟိုနတ်ပြည်ပြမပြည်မှာအလောင်းလျာသူတော်ကောင်းတွေအများကြီးရှိကြတယ်အဲ့ဒီအလောင်းလျာသူတော်ကောင်းတွေနဲ့ရှင်တွဲနေတဲ့အခါကျရင်မိမိတို့ရဲ့အစဉ်အတန်းမနှိမ့်ပဲနဲ့အကယ်၍ကျွတ်တန်းဝင်ခြင်းရင်မိမိတို့ဝင်နိုင်တဲ့အနေမျိုးရအောင်စိတ်အားထက်သန်စွာနဲ့ခုနင်းကသီလကိုထိန်းလို့ဒါနကိုလည်းပဲအကျိုးရှိတဲ့ဒါနကိုပြုလို့တတ္တဝါတွေအပေါ်မှာမေတ္တာကရုဏာထားလို့လောဘဒေါသမာနဣတ္တမစီရတွေနဲ့လို့အဲ့လိုသွားဖို့ရန်ပြောခဲ့တယ်နော်ညာတုန်းကဘုဇင်တရားကိုအဖွင့်ခိုင်းပြီးတော့ဝိပဿနာတော်တော်များများပါတဲ့တရားကိုလည်းဘုန်းကြီးကနာစီတယ်နော်အဲ့ဒီတရား၃မျိုးလောက်ကိုကြည့်ပြီးတော့တတိထားပြီးတော့မိမိတို့ဆရာရှင်သမဇက်ဟောကြပြောကြဆုံးမကြတဲ့တရားတွေလိုက်နာလို့ရှိရင်မိမိတို့အသိဉာဏ်လိုက်နာကြလို့ရှိရင်ဘဝတံပတ္တိဆိုတဲ့နောက်ဘဝရောက်တဲ့အခါမှာကြောက်เสียမရှိပါဘူးအဲ့ဒီနောက်ဘဝအပြင်မြတ်စွာဘုရားပွင့်တော်မူလာတဲ့အခါမှာပါရမီစုကြီးတွေဘာတွေအထုံးမပန်းလို့ရှိရင်ကျွတ်တန်းဝင်ဖို့ရလည်းဖြစ်နိုင်စရာရှိတယ်အဲ့ဒါကြောင့်သာမန်ကလေးအလှရှင်အလှတကာအလှအမှာမျိုးမဖြစ်စေပဲနဲ့တကယ်ပါရမီရှင်သူတော်စင်ဖြစ်အောင်အလှတကာအလှအမှာတွေဖြစ်အောင်ကိုကြီးကိုငါကြိုးစားပြီးအားထုတ်နိုင်ကြစေကုန်တည်း